ရွှေမရှိရင်တခဏပဲဆင်းရဲမယ်ငွေမရှိရင်တခဏပဲဒုက္ခရောက်မယ်ရာထုကုန်သိစီစိန်ဥစ္စာပါဝါတွေမရှိရင်ပြိတ္တရေတခဏတဘဝပဲမျက်နှာငယ်ရမယ်ကုသိုလ်ကောင်းမှုလို့ခေါ်တဲ့တရားမှမရှိဘူးဆိုရင်ဘဝတန်တရာတစ်လျှောက်လုံးမျက်နှာငယ်ရမယ်ဆင်းရဲရမယ်ဒါဆိုရင်ပြိတ္တရေတခဏနဲ့ထာဝရဘယ်ဟာရွေးမလဲတခဏကောင်းစားဖို့နဲ့ထာဝရကောင်းစားဖို့ကိုပြိတ္တရေရွေးမယ်ဟိဆိုဘယ်ဟာရွေးရမယ်ထာဝရကောင်းစားဖို့ရွေးတဲ့ဒါသူတော်ကောင်းလက္ခဏာနော်ဘာလက္ခဏာလဲသူတော်ကောင်းလက္ခဏာလို့မှတ်ရမယ်ဟုတ်လားနောက်တကတရားရှိတဲ့ပုဂ္ဂိုလ်ဟာပြိတ္တရေဘဝမှာနေတဲ့ထိုင်တဲ့ယုံမကပါဘူးတဲ့မနေရလို့သိရမယ့်အခါကြရင်လည်းပဲသူသည်အသေးမြတ်တယ်ပြိတ္တရေဗာမြတ်တယ်လူဘဝကြီးဆိုတာအမြဲနေရမှာလားခဏနေပြီးသိကြရမှာလားဒီကနေ့တရားဟောနေတဲ့ပုဂ္ဂိုလ်တရားနာနေတဲ့ပုဂ္ဂိုလ်လောကမှာရှိတဲ့တတ္တဝါမှန်သမျှတဏှိကြရင်ပြိတ္တရေဘာဖြစ်ကြရမှာသဗ္ဗေသင်္ခါရနေဣဇဘိကဝေပြိတ္တလေးပါးခြင်းသာခြင်းသမီးတို့သဗ္ဗေအလုံးစုံသောသင်္ခါရမြင်မြင်သမျှတတ်ရှိတတ်မဲ့အရာအလုံးတို့သည်အနိစ္စအချိန်တန်ရင်ပျက်စီးကြရမယ့်သဘောရှိပါပေ၏တခြားဟောတာလားဖယားဟောတာလားတို့လည်းပဲတတ္တဝါထဲမှာပြိတ္တရေမပါဘူးလားတတ္တဝါထဲမှာပါတဲ့အတွေ့အကြောင်းတို့ရဲ့ခန္ဓာကောမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာဖြစ်တဲ့အတွက်ကြောင့်ပြိတ္တရေတို့တွေလည်းပဲတနေ့သိရမယ်ပြောပါရဲ့တနေ့ဘာဖြစ်ရမယ်အဲ့ဒါလို့တရားရှိတဲ့ပုဂ္ဂိုလ်ဟာလူဘဝမှာမနေကြရတော့လို့သိရမယ်ဆိုလည်းပဲသူကဗာမြတ်တယ်အသေးမြတ်တယ်ပြိတ္တရေပြောဗာမြတ်တယ်အသေးမြတ်မှသုကတိရောက်မယ်အသေးမြတ်မှနိဗ္ဗာန်ရောက်မယ်ဟုတ်လားအသေးမမြတ်ဘူးအသေးရှုံးနေဆိုရင်တော့ငရေတရိစ္ဆာန်ပြိတ္တာအတုရကေအဘေဘနပါအဘေဘနဘုံလေအဲ့ဒါအသေးမမြတ်လို့အသေးရှုံးရင်အဘေလေးပုံရောက်ရမယ်အသေးမြတ်မှာပြိတ္တရေလူချမ်းသာနတ်ချမ်းသာမြမချမ်းသာနောက်ဆုံးနိဗ္ဗာန်ချမ်းသာမရဘူးလားအသက်ရှင်တုန်းမှာဘာရှိလို့တရားရှိလို့